စရာမိမအဲ့တော့တော့ကြားလာခင်မူရမင်္ဂလာပါရှင်မမဘာလေးပြပေးရမလဲရှင်မမဒါလေးပြပေးပါလားဟုတ်ခါဒီရလေးရဟုတ်ပါလေနော်ဒါလေးလည်းလှနေရောနော်ဟုတ်တယ်ဇိုင်းတစ်ကလေးထွက်ထားတယ်ဟုတ်တယ်မမအပြေတစ်ပိုင်းလေးစိတ်တယ်ဒါလေးလည်းရောဒါလေးလည်းလှနေရောတော့သူကစိတ်သားပြီးလေနော်ဟုတ်တယ်မမကတော့ကျရှိလေဒါလေးလည်းစိတ်တယ်နှစ်ခုလုံးစိတ်တယ်တော့ဒါလေးရောလှတယ်ဒါလေးဒီထဲထဲရပဲထည့်လိုက်တော့ညီမလေးဒီကုန်းလေးပဲယူလိုက်တာလေနော်ဟုတ်ဒါလေးထည့်ပေးလိုက်အော်ဒါနဲ့ညီမလေးရောင်းလေးကအရင်တိုင်းပဲမရှုံးဘူးမလားအရင်လိုပဲအရင်တိုင်းပဲလုံးဝမရှုံးဘူးပါနော်တနည်းတရနဲ့တရရောင်းလက်ဒီလိုပါစမ်းမယ်မနော်အော်အေးဟုတ်ပြီအဲ့ဆိုဒါလေးပဲထည့်လိုက်နော်ဟုတ်ကဲ့မဟောလေးဒါနဲ့အမမောင်လေးတို့လက်စွပ်ကြည့်ကြလားလက်စွပ်လေးတစ်ချက်ပြပေးပါဟုတ်ပြပေးမယ်လေမလက်စွပ်လေးဒီဘက်လေးမှရှိနော်အော်အေးအေးညီမလေးကိုကိုမရောင်းရောင်း0%